ဒီဇလန်လေးကတော့ပထွေးတယောက်ရဲ့နှိပ်စက်မှုကိုခံနေရတဲ့ကောင်မလေးတယောက်နဲ့ဘလို့တွေဆက်ဖြစ်မလဲဆိုတာကြည့်ရမှာဖြစ်ပါတယ်ကောင်မလေးရဲ့အခန်းထဲကိုသူမရဲ့ပထွေးဖြစ်သူကတိတ်တဆိတ်ချင်းကပ်လာတာကိုသိလိုက်ရတဲ့အချိန်မှာတော့ကောင်မလေးမှာကြောက်လန့်တကြားနဲ့ထောက်တနေရမှာပုန်းနေခဲ့ရပါတယ်အဲ့ဒီအချိန်မှာပဲအခန်းပြင်ဘက်ကနေရန်ဖြစ်တံတွေထွက်ပေါ်လာခဲ့ပါတယ်တကယ်တော့သူမရဲ့ပထွေးကမွေးထားတဲ့အကူဖြစ်သူကပဲသူမကိုကာကွယ်ပေးနေခဲ့တာပါညဘက်အိတ်တဲ့အခါမှာလဲသူတို့မောင်နှမနှစ်ယောက်ကြားမှာလိုက်ကာလေးတစ်ခုပဲချပြီးအတူတူအိတ်ခဲ့ကြပါတယ်ကောင်မလေးကသူမကိုအမြဲကာကွယ်ပေးတဲ့အကူဖြစ်သူရဲ့အချီစလေးကိုဆွဲပြီးတနေ့ကျရင်ဒီကျေးဇူးတွေကိုပြန်ဆက်ပါမယ်လို့ကတိတွေပေးခဲ့ပေမဲ့အကူဖြစ်သူကတော့နင်ဒီအိမ်ကနေထွက်သွားနိုင်တဲ့တနေ့ကျရင်ဘယ်တော့မှပြန်မလာနဲ့တော့လို့ပဲပြောခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်အတော်ကြာကကောင်မလေးရဲ့အဖေဆုံးပါသွားပြီးနောက်မှာသူမအမေကနောက်ထပ်အိမ်အောင်ပြုခဲ့တာပါဒါဟာအစပြုခြင်းအစ်စ်လို့ထင်ခဲ့ပေမဲ့ပထွေးဖြစ်သူရဲ့ကြည်ပုံကြည်နည်းတွေကကောင်မလေးကိုအမြဲတမ်းတုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်တကယ်လို့သာအကူဖြစ်သူရဲ့စောင့်ရှောက်မှုသာမရှိရင်သူမဘာဖြစ်သွားမလဲဆိုတာတွေးဝန်းစရာတော့မရှိပါဘူးအကူဖြစ်သူကသူ့လှုပ်သွားတဲ့အချိန်မှာသူ့အဖေကကောင်မလေးကိုတစ်ခုခုလုံးမှစိုးရိမ်တာကြောင့်ကုမ္ပဏီကိုပါတပါးတည်းခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်ထွက်သွားခါနီးမှာပဲပထွေးဖြစ်သူကကောင်မလေးကိုသူမအမေနဲ့အတူဆေးရုံလိုက်သွားဖို့ခိုင်းစေခဲ့ပါတယ်ကောင်မလေးကညှင်းချင်ပေမဲ့သူမအမေကိုယ်တိုင်ကပါပထွေးစကားကိုနားထောင်ဖို့ပြောလာတဲ့အခါမှာတော့သူမဘာလို့ရမှန်းမသိဖြစ်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအကူဖြစ်သူကသူမလက်ကိုဆွဲပြီးအတင်းခေါ်ထုတ်သွားခဲ့ပါတယ်ကုမ္ပဏီကိုရောက်တဲ့အခါတထေးသမီးကိုယ်တိုင်ကအကူဖြစ်သူအတွက်မနက်စာလာပေးတာကိုတွေ့လိုက်ရတယ်လို့ကုမ္ပဏီကနေအကူဖြစ်သူကိုတိုက်ခန်းတစ်ခန်းဆုချလိုက်တာကိုလည်းသိလိုက်ရပါတယ်ဒါဟာတထေးသမီးကအကူဖြစ်သူအတွက်အထူးတောင်းဆိုပေးထားတဲ့အယောင်အကောင်းဆုံးဆုပဲဖြစ်ပါတယ်ကောင်မလေးကတော့အကူဖြစ်သူကသူမကိုထားခဲ့ပြီးအဲ့ဒီတိုက်ခန်းကိုပြောင်းသွားတော့မယ်အထင်နဲ့သူမကိုထားမသွားဘူးငိုယိုပြီးတောင်းပန်ပါတော့တယ်ကောင်မလေးရဲ့ကြောက်လန့်နေတဲ့မျက်နှာကိုကြည့်ပြီးအကူဖြစ်သူကဒီတိုက်ခန်းကနေနေဖို့အတွက်ငါစီစဉ်ထားတာပါလို့ပြောလိုက်ပါတယ်အိမ်အစ်စ်ကိုရောက်တဲ့အခါအကူဖြစ်သူကဒီအိမ်ရဲ့တကားမှာနင့်ရဲ့လက်ပွေပဲမှတ်တမ်းတင်ထားတယ်ငါလာရင်တော့နင်တကားဖွင့်ပေးမှငါဝင်လို့ရမှာလို့ပြောပြီးကောင်မလေးကိုစိတ်အေးထားဖို့ပြောခဲ့ပါတယ်ကောင်မလေးလည်းဘေးကင်းတဲ့ခိုနားရတစ်ခုရပြီဆိုပြီးအယမ်းပျော်သွားခဲ့ပါတယ်ဒါပေမဲ့ကန်ဆိုးတာကညှက်တဲ့အချိန်မှာသူမအမေစီကနေအိမ်ပြန်လာခဲ့ပါနင်ဟာအယမ်းအတ္တကြီးတာပဲဆိုတဲ့စိတ်တက်ကြစရာမက်ဆေ့တွေဆက်တိုက်ဝင်လာပါတယ်စိတ်မွန်းကျက်လွန်းတာကြောင့်သတင်းပေါက်ကနေအပြင်ကိုကြည့်လိုက်တဲ့အခါမှာတော့တိုက်ခန်းအောက်မှာသူမရဲ့ပထွေးကရောက်နေတာကိုမြင်လိုက်ရပါတယ်အတိတ်ကနာကျင်စရာတွေကကောင်မလေးရဲ့ခေါင်းထဲကိုပြန်ဝင်လာပြီးသူမတကူလုံးတုံရင်ကထောက်တနေရာမှာပုံနေမိပါတယ်သူမစိတ်သက်တွေအလုံးပြိုလဲတော့မဲ့အချိန်မှာပဲအပြင်ဘက်ကနေတကားခောက်တန်ပြင်းပြင်းထွက်ပေါ်လာပါတယ်အကူဖြစ်သူရဲ့အတန်ကိုကြားလိုက်ရတဲ့အခါမှာတော့ကောင်မလေးဟာချက်ချင်းပဲအပြေးလွှားသွားဖွင့်ပေးလိုက်ပါတော့တယ်